RCCC ကနေကျောင်းနံပါတ်7ရရှိသွားပါတယ်ဆက်ထဲမှာပဲရှေ့တန်းအကောင်းဆုံးစုကို DFW KBC ကနေကျောင်းနံပါတ်14အလေတမရရှိသွားပါတယ်အားလုံး ready လုပ်ပေးဖို့လည်းကျွန်တော်ခင်ဗျာလိုပါတယ်ဆက်ထဲမှာပဲကျွန်တော်အညိုတော်အကောင်းဆုံးစုတွေကိုကျွန်တော်ကြော်ညာပေးသွားမှာပါကျွန်တော်ဘောလုံးခွဲတဲ့ကောင်းမှုစွာပြီးဆုံးသွားတဲ့အသက်ဝတ်စွာဖျားကိုတကယ်ပဲကျွန်တော်ယေရှုတင်ရမှာဖြစ်တယ်ကောင်းမှုစွာကျွန်တော်စားတဲ့နေ့ကနဲ့အစိုးကြီးတိုင်အောင်တရားပေါ်မှာဘာမှတန်ရာပြင်းပြင်းထန်ထန်မရပါနဲ့ဘွဲကိုလည်းအကောင်းမှုဆိုကျွန်တော်ကျင်းပရတဲ့ဝတ်စွာဖျားကိုယေရှုတင်ပါတယ်ဆိုတော့ကျွန်တော်ကစားသမားများကိုလည်းတော့အားလုံးကျွန်တော်ယေရှုပြုရေးကျွန်တော်ရှေ့မှာအားလုံးတန်းစီလာစီပေးကြပါလို့အမျိုးသမီးအမျိုးသားယူစက်တို့အားလုံးပေါ့တယ်နော်ကျွန်တော်ဒုတိယစုကိုလည်းကျွန်တော်ပြင်ဆင်ထားတာရှိပါတယ်ဆိုတော့ကျွန်တော်အားလုံးပေါ့တယ်နော်တညီတညွတ်တဲ့ဒီမှာတန်းလာစီပေးဖို့ကျွန်တော်ဒီကနေ့ကြော်ညာလိုပါတယ်ဆိုတော့ကျွန်တော်အမျိုးသားဂိုးကီပါဂိုးဓမအကောင်းဆုံးစုကိုထက်ဆက် KBC ကနေကျောင်းနံပါတ်1ရရှိသွားပါတယ်ကျွန်တော်နောက်တန်းအကောင်းဆုံးကစားသမားစုကိုတော့ထက်ဆက် KBC ကနေနံပါတ်73ကျောင်းနံပါတ်73ရရှိသွားပါတယ်ဆက်ထဲမှာပဲအလေရအကောင်းဆုံးစုကို RCCC ကနေကျောင်းနံပါတ်9ရရှိသွားပါတယ်ဆက်ထဲမှာပဲရှေ့တန်းအကောင်းဆုံးစုကိုထက်ဆက် KBC ကနေနံပါတ်5ရရှိသွားပါတယ်ကျွန်တော်ကစားသမားအားလုံးကိုကျွန်တော်ဒီကနေ့ရှေ့မှာလာပြီးတော့စုများကိုချီးမြှင့်ပေးဖို့အတွက်ကိုအားလုံးကိုဖိတ်ခေါ်ပါတယ်ကျွန်တော်ပထမဒုတိယရရှိတဲ့ကျွန်တော်ဖိုင်အတင်းအားလုံးကိုကျေးဇူးပြုရကျွန်တော်ရှေ့မှာလာရပေးကြပါလို့ကျွန်တော်ဒီချိန်မှာတော့စုကိုပေးဖို့အတွက်ကိုကျွန်တော်အရှင်ဖြစ်တဲ့ DFW KBC ကနေဖွဲကော်မတီမှာပါဝင်တဲ့ကျွန်တော်ညီငယ်ကိုဒီချိန်ကိုတို့လက်ထဲအပ်ပါတယ်တို့ကစားသမားတွေအားလုံးဘောပန်းနေလဲခဏလေးပေါ့နော်ဒီမှာကျွန်တော်ဒီချိန်မှာတန်းလာရေးပေးကြပါလို့ဒီကနေ့ဖိတ်ခေါ်လိုပါတယ်Hey guys, I got a charger. It's kind of cheesy. Okay, ကျွန်တော်တို့ဒီ2025ကချင် Christian Network ကနေဦးဆောင်တယ်ကျွန်တော်တို့ဒီဘောလုံးပွဲအတွက်အောင်မီစွာပြီးဆုံးတဲ့အတွက်ကြောင့်ကျွန်တော်တို့အားလုံးတော့ဘုရားခင်ကိုလည်းကျေးဇူးတင်တယ်ကိုယ့်ကိုလည်း congratulation နော်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီပွဲကိုအစကနေအဆုံးထိကျွန်တော်တို့ကို
အရင် flexible เนาะရာသီဥတုမကောင်းလဲသွေးပြောင်းတဲ့အထိ flexible ဖြစ်ရအောင်အရင်ကျွန်တော်တို့ကိုကူညီပေးတဲ့တိုင်လူကြီးတွေကိုလည်းကျွန်တော်တို့လက်ကုပ် TV နဲ့เนาะကျွန်တော်တို့ congratulation လာအောင် and we would like to appreciate all the referees. You know, we really appreciate you guys. You guys been really flexible with us, with all the severe weathers and everything. So we would like to honor you with the medal that we have. So please come forward. Hey, cameraman. Yeah, let's go to the Prime example one. Okay, let's go to the man. Also. Thank you. Okay, people, ကျွန်တော်တို့ဒီနေ့ Okay ကျွန်တော်တို့စီစဉ်ထားတဲ့ best player တွေရှိတယ်နော်ဆိုတော့ဒီနေ့ကျွန်တော်တို့ best player ကို best goalkeeper best defender best midfielder and best striker ဆိုပြီးမှဆုချီးပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ U13 ကနေစမယ်နော် Tired of her. Oh, you goalkeeper. So ကျွန်တော်တို့ best goalkeeper ကိုထိုက်ထိုက်တန်တန်နဲ့ရတော့တာကြတော့ကျွန်တော်တို့ Texas KBC ကနေ number 1 Jonathan Okay best defender ရပါတယ်သူကြတော့ကျွန်တော်တို့ Texas KBC ကနေပဲ Sean Muley number 11ကျွန်တော်တို့ best midfielder ထိုက်တန်တန်နဲ့ရောက်လာတဲ့သူကြတော့ကျွန်တော်တို့ RCCC မှာ number 7 Cinco Matsu best striker ကြတော့ကျွန်တော်တို့ Texas KBC ကနေပဲ number 8 Suja Aung Okay ကျွန်တော်တို့အခုကျတော့ women best player best goalkeeper နဲ့ရပါပြီကျတော့ကျွန်တော်တို့ RCCC ကနေ number 1 Nang Ong La Best defender နဲ့ရောက်လာပြီကျတော့ကျွန်တော်တို့ RCCC ကနေမှ number 14 Esther Mijit Okay midfielder တော့ကျွန်တော်တို့ RCCC ကနေပဲ number 11 Mosu Jo Sarah Okay best striker ရပါတယ်ဒီကျွန်တော်တို့ Asian DFWPBC man best player စမယ်ဖြစ်ပါတယ် best goalkeeper နဲ့ရတော့နေသူကျတော့ကျွန်တော်တို့ Texas KBC မှာ number 1 BC Okay best defender number 13 Texas KBC Ongkom best defender အဲ့ဒါကလည်းရတော့ဖြစ်ပါတယ်Best midfielder လည်းနိုင်ရောက်တော့ဒီကျတော့ကျွန်တော်တို့ RCCC မှာ number 7 Ravu number 7 RCCCပြီးတော့ကျွန်တော်တို့ best striker တော့ဒီနေ့ goal နဲ့အရန်တွင်းတာအရန်ဖိနာပြီးဖြစ်တဲ့ number 5 Texas KBC Michaelချင်းရတဲ့ဆရာကတော့ဒီမဲ့ကိုဆရာဒေါက်တာပြလာဆန်းနေရယူပြပါရှိOkay ကျွန်တော်တို့ U13 နာနာအပတိ
โอเคကျွန်တော်တို့ဒုတိယရောက်လာတဲ့ U13 RCCC အတူပါကလေးများကျွန်တော်တို့ဒီဘက်ကစီချရအောင်နော်ဒီဘက်စီရကနေပြီးမှโอเคကတစီရောက်လာတာ No, it's just you dirty. one by one အားလုံးလည်းကိုဒီဘက်ရောက်အောင်နော်Wowzers. Get a clip of this from here. Wow. Notice. โอเคပြီးတော့ကျွန်တော်တို့ချန်ပီယံရောက်တော့တဲ့ Texas KBC Yes, she's feeling it. None of them are over 5'5". Well, this one already got an extra cut. Well, this one has an extra cut. He's like, accidentally stuck. Well, looks like she's the best girl. Done. Got that white အား puppy. လုံးလည်းကိုဒီဘက်ရောက်ပါ Oh, scared me. I thought it was a dog or something. Oh, sis. Oh, you know the club? โอเคပြီးတော့ကျွန်တော်တို့ They said a scalp. captain တွေပြင်ဆင်ပေးတော့ကြမယ်နော် U13 ကျွန်တော်တို့ trophy ကိုမရောက်လား captain မရောက် trophy မှတ်ပြပါနဲ့ This one looks hot. captain မရကောလားโอเคကျွန်တော်တို့ချန်ပီယံ Texas KBC U13 လက်ကိုကြည့်ပေးကြရအောင် โอเคကျွန်တော်တို့ဒုတိယရတော့တဲ့ RCCC အတင်းမှာဒီစုကျဲဘက်ကိုယူဖို့ရရှိကိုကြောက်ပေးကြပါအားလုံးလည်းကိုတီးပေးကြပါနော် Woman. runner up Y'all better scream and cheer. Let's look at it. Let's do the doors. Should we live Jasmine? အားလုံးလည်းကိုလည်းကိုလည်း โอเคကျွန်တော်တို့ချန်ပီယံရောက်တော့တဲ့ Asian DFW KBC That's it. Everybody. chúng tôi champion.
KBC ပေးတာပါ captain captain Rebecca. Rebecca. Okay, ကျွန်တော်တို့ men's ရန်နာအပြသွားတယ် RCCC အတိမှာစုယူခဲ့ပါရအောင်တန်းစီလာပေးကြပါကြအလုံးလည်းခုဒီပေးကြရအောင် အမေနဲ့ချန်ပီယံယူကိုပြန်ကြိုးစားကြရအောင်ကျွန်တော်တို့ We don't need Okay ဒီနေ့ကျွန်တော်တို့ man but we see the thigh. man ချန်ပီယံကိုထိုက်တန်တန်ရောက်တော့တဲ့ Texas KBC Texas KBC So laughing at me. Best. နောက်နေ့လဲကျွန်တော်တို့ညာအကောင်းဆုံးစူးစမ်းပြီးမှ trophy ကို defend လုပ်ကြရအောင်ကျွန်တော်တို့အားလုံး congratulations ပါ Hey, Okay ကျွန်တော်တို့ Okay captain trophy ယူဖို့ Texas KBC captain Texas KBC ချန်ပီယံရတော့ဖြစ်ပါတယ်ဒီနေ့ကချင်ပရှန်တော့ကျွန်တော်တို့ဘောလုံးပါကိုအောင်မြင်မြင်နဲ့ကျွန်တော်တို့ကြီးပွားသွားနေတဲ့အတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့အဲ့တော့အကောင်လုံးဆရာကဒီမှာကျေးဇူးစတာပြီးမှကျွန်တော်တို့ closing ceremony ဖြစ်သွားမှာဖြစ်ပါတယ် ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒုက္ခလို့ကြောင့်တို့ပဲအားလုံးပျော်ရွှင်စွာနဲ့ကြည်ရတယ်ဝန္တာရစွာနဲ့မြင်ရတဲ့အတွက်ကြောင့်လည်းခင်ဗျားတို့ရဲ့ကြိုးစားမှုကိုဂုဏ်ယူပါတယ်ခုတော့ပြီးပြီဖြစ်တဲ့ကြောင့်ကျေးဇူးတော်ချီးမွမ်းရအောင်ကောင်းကြီးရှင်ဖဖျားသခင်နာမတော်ကိုချီးမွမ်းပါတယ်ဒီနေ့ဒီကိုရို၌ကျွန်တော်တို့ပြုလို့ရတော့မိတ္တခါရကိုကောင်းမွန်စွာအစတိုးနေကနေစပြီးမှဒီနေ့နောက်ဆုံးချိန်ထိကိုရိုဒီကျွန်တော်တို့ကိုကောင်းမွန်စွာမဆလမ်းပြတော့ကြောင့်အထူးကျေးဇူးတင်ပါတယ်ဒီနေ့ကချင်နဲ့ဝက်ကနေဦးဆောင်တဲ့ဘောလုံးအားကစား fellowship ကိုရိုဒီကျွန်တော်တို့နဲ့အတူရှိတော့ကြောင့်ကျေးဇူးတင်တယ်ကစားတော့အရောက်စီတိုင်းကိုလေကိုရိုရဲ့စိတ်နှလုံးထဲမှာတည်ကြည်စေတော်မူပါသူတို့ရဲ့အနာဂတ်ကိုလည်းအောင်မြင်စေတော်မူပါဒီနေ့ကနေစပြီးမှဆက်လက်ပြီးမှမိတ္တခါရတိုင်းမှာအောင်မြင်သောစိတ်ဓာတ်အဖြစ်အရှိတူရောက်ရှိလာဖို့အတွက်လည်းကိုရိုဒီသူတို့နဲ့အတူရှိတော်မူပါဒီစီစဉ်ကိုကျင်းပလက်ရှိသောကောင်းဆောင်များကိုလည်းဖျားသခင်ဒီကောင်းကြီးပေးတော်မူပါ
အားပေးမှုရောက်ရှိလာတော့အရောက်စီတိုင်းကိုလည်းဘုရားသခင်ရဲ့အတူရှိ၍အတော်အပြန်ကိုတော်ဒီမဆတော်မူပါမိအကြောင်းအဖဘုရားသခင်ရဲ့နာမတော်ကိုချီးမွမ်းလက်ဆက်ကပ်ပါတယ်ဒီနေ့စီစဉ်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်စီစဉ်ကိုအင်းနေရနဲ့ဆုတောင်းချီးနာဖြစ်ရုပ်တင်းခွေကိုပေးတော်ကြောင့်ကျေးဇူးတင်ပါတယ်စီစဉ်ကိုကျွန်တော်တို့ကိုပြတ်မှတ်ခဲ့တင်တော်သခင်ခရစ်တော်ရဲ့နာမကိုအမိပြုလက်ရုပ်တင်းပါတယ်မြတ်တာတော်ရှင်အဖအာမင်အာမင်ကျေးဇူးတင်ပါတယ်ကျွန်တော်အားလုံးမပြန်ခင်ဖို့နေတော့ကျွန်တော် group ပုံလေးတစ်ပုံရရအောင်လေနော်အားလုံးပေါ့နော်ပရိသတ်တွေအားလုံးကစားသမားအားလုံးပေါ့လေနော်ကျွန်တော်ခင်မာမင်းတွေတပုံလောက်ပဲကျွန်တော်မတန်းလေးယူဖို့ပေါ့လေနော်ပရိသတ်တွေကစားသမားတွေအားလုံးခင်မာမင်းကျွန်တော်တစ်ချက်လောက်နေနော်ယေရှုပြုရဲ့အားလုံးပေါ့လေနော်ကျွန်တော်ဒီနေ့အတွက်မတန်းလေးတပုံလောက်ဒီဖြစ်မြောက်ရေးကော်မတီကလည်းယူချင်တော့ပါယေရှုပြုရဲ့အားလုံးကဲကျွန်တော်တနေရာမှာအားလုံးဆူရအောင်လေနော်ကျေးဇူးပြုရေကင်မရာမင်းတွေဟယ်လိုကျွန်တော်ပြောနေတာကြားနေတာကျေးဇူးပြုရေကျွန်တော်မှတ်သားလေးတစ်ပုံတော့ယူချင်တော့ပါအားလုံးပေါ့လေနော်ကင်မရာမင်းဦးတီရမ်ချောင်းကောင်တီရမ်ကျွန်တော် group ပုံလေးအားလုံးgroup ပုံလေးတစ်ပုံရိုက်ချင်တော့ပါကျေးဇူးပြုရဲ့ဘေဘောကနဲ့တို့ရက်နေရမလဲဆိုတော့ကိုလည်းတစ်ချက်တော့ဟယ်လိုကျွန်တော်အဖွက်တွေနည်းနည်းလေးကွဲနေတယ်ကျေးဇူးပြုရဲ့တစ်ပုံလေးရိုက်ရအောင် group တွေကျွန်တော်ဒီကျွန်တော်ပွဲစဉ်မှာပါဝင်တဲ့အတင်းတော်ငါးပါးကနဲ့မိတ်တက်တွေလည်းရှိတဲ့အတွက်ပေါ့ဒီနော်ကျွန်တော်အားလုံးလေး group ပုံလေးလည်းရိုက်ဖို့ပဲဒီကနေ့တောင်းဆိုချင်ပါတယ်ကျွန်တော်